လူဒါနပြုကြသူငါဘောင်းမိတ်ကလေးအားတို့ကောင်းစိတ်စေနာသရာဟုံလျားလို့ရာဘရုံမှာပန့်ပွင့်လန်းဒီပမာတင်ခန်းကြည်သာသဘောချေမှာထားတာကဇောစေတနာတရားဝေသန်တရားနေမချပါဘူးများစွာအထူးကျွေးမွေးပေးကမ်းလှူဒန်းစွန်ကျဲဟောဒီအလှပွဲကိုလည်းထူးခဲ့တဲ့အခြေခံတရားပေါ်ယူထပြီးတော့ဝေသန်တရားလို့အလှပြလို့ဂုံပြုမှတ်တမ်းတင်ပါရသည်ဗျဒီနေ့ကျွန်တော်တို့အလူအများကလည်းခေါ်ကြတာတမှုဝိသန္ယလာဒီနာရမယ်တာဝလဲလူသမီးကိုလဲလူကျွေးမွေးတဲ့နေရာ